မဟာချီချီပါချီချီဒီနေ့တော့အရင်တော့မပြောဘူးတိလားဘာလို့လဲဆိုတော့ချီချီအရင်တော့ review ပြောလို့ရှိရင်လေ7 မိနစ်တောင်မှပဲတိတော့အချိန်ပေးထားတိလားအခုကျတော့3မိနစ်ပဲပြောတယ်ဘာဖြစ်လို့လဲမသိဘူးသူချီချီကိုအမြင်ကတ်လို့များလားကဲ7 မိနစ်ရအောင်လုပ်တဲ့နေလေတိလို့ရှိရင်ချီချီကိုပြပြပေးအောင်နော်နောက်တစ်ခုကကြတော့ချီချီဒီနေ့ review ပြောမှာတော့မဟုတ်ဘူးဆိုတဲ့အခါကျတော့3မိနစ်နဲ့တော့အချိန်လောက်တယ်လို့နားပေါ့နော်ဘာပြောမိလို့ထင်လဲချီချီကိုလာပြောတယ်ကွယ်တိလားအဲ့ဒါ30ခွန်ရတယ်ဖတ်နေတာတော့အကောင်းပါတယ်ဒါပေမဲ့ချီချီရတယ်မကောင်းလို့ပြောတဲ့အခါကျတော့မဖတ်ချင်တော့ဘူးတဲ့အိုးဘယ်တော့မှမကောင်းလို့ပြောဘူးလို့လဲမပြောပါအောင်နော်မကြိုက်တဲ့သူတွေရှိလို့မကြိုက်တဲ့သူတွေရှိတယ်လို့ပြောတာမကောင်းဆိုတဲ့စကားကိုတော့ချီချီတခွန်းမှမပြောဘူးအဲ့ဒါသိရင်ကကြားထဲကနေပြောလန်ကျုပ်ပြီးချွန်းနှုံးလောက်တာ just kidding အပြောင်းမယ်ဆိုလို့ရှိရင်ချီချီကတော့ကြိုက်တယ်ကွယ်တိလားချီချီကတော့30ခွန်ကြိုက်တယ်30ခွန်ကဘယ်လိုမျိုးလဲဆိုတော့သူကဇက်ကောင်နေနဲ့ဇက်ကွက်ကလေးသူသွားရမယ့်ပုံစံတိုင်းသူ flow လေးနဲ့သူသွားနေရမျိုးကတိလားတမယူချနဲ့တော့နည်းနည်းကွဲထွက်တယ်ဘလို့တမယူချနဲ့ကွဲထွက်တာလဲဆိုတော့ချီချီတို့ကောလေးတွေမှာများတော့ဖြင့်တမယူချဇလန်တွေကဘယ်လိုမျိုးလဲဆိုကူပြောင်းလာတယ်ပြန်လည်မွေးဖွားလာတယ်သူတို့တွေလိမ်မာသွားတယ်ကြိုးစားကြတယ်ပင်ချမ်းသာလာတယ်ဆွေမျိုးတွေနဲ့ရွာလူတွေကမနာလူတွေဖြစ်မယ်သူတို့တွေ fight ကြမယ်အဲ့လိုမျိုးတွေကဒါတမယူချလေးပေါ့နော်ဒီအဲ့တမယူချနေပြီးကွဲထွက်နေတဲ့ဇလန်လေးရှိတယ်အဲ့ဒီထဲမှာမှဒီ30ခွန်ကအဲ့လိုဇလန်လေးတွေကတခုပဲဘာလို့လဲဆိုတော့လေသူကရှမ်းတာကောကလည်းပဲသူကသူ့ရဲ့ခေတ်သူ့ရဲ့အခါမှာသူကထိုးချွန်နေသူတရားဆိုမှသူရောက်ဒီဘက်ကိုရောက်လာခြင်းသူအရန်မလုပ်ရဲဘူးသူ့ကိုယ်သူဖုံးကွယ်ဖို့သူအရန်တော်တာကိုဖုံးကွယ်ဖို့နောက်ဆုံးစေကံဖွင့်ဖို့အတွက်တောင်မှသူအဖိုးရပါကိုသူကဘာလောက်ထားရတယ်ပေါ့နော်အဲ့လိုမျိုးတဘာဝကြတယ်ဘယင်ကလည်းဘယင်အလုပ်ကိုလုပ်တယ်ဒီတိုင်းသူပြည်သားတွေကလည်းတိုင်းသူပြည်သားတွေရဲ့အလုပ်ကိုလုပ်တယ်ကူပြောင်းလာတဲ့သူတွေကလည်းကူပြောင်းလာတဲ့သူတွေရဲ့အလုပ်ကိုလုပ်တယ်ပေါ့နော်သူတို့တွေအဲ့လိုပုံစံမျိုးလေးနဲ့သွားတယ်ပေါ့ပြောရမယ်ဆိုလို့ရှိရင်ချီချီကဆက်သိန်းထိတကယ်ကြိုက်တာ30ခွန်ရဲ့ဆက်သိန်းသွားတဲ့ပုံစံကိုလည်းချီချီတကယ်သဘောကျတယ်လျန်ကျိုးလည်းအမြင်ကပ်နေကြရဲဆိုရင်ပေါ့နော်နောက်ပိုင်းကလည်းလျန်ကျိုးကတော့ပြန်ပြီးတော့သူခံရတဲ့အပိုင်းလေးတွေရှိပါတယ်ချီချီတော့နည်းလေးအလေးတက်လေးတော့စိတ်မကောင်းဖြစ်မိလျန်ကျိုးတက်ပေါ့နော်ဆိုတဲ့အခါကျတော့ဖတ်ကြည့်ပါကြရင်ဆက်ဖတ်ပေါ့နော် Okay bye bye 晚安